မာရီနှလုံးသားမှာအမုန်းများရီကိုဒီစိုက်တာခမဲလိုပြီးတဲကိုလေတတိခဲ့ရည်အချင်းသားနဲ့မထိုက်တဲ့နေပြီမိမစိုးမုံတုံးမသေးလေချင်းမိတာမာလီသမျှအပြစ်ရှိတာကိုချပြီးမဲခွင့်လွတ်နိုင်ရဲ့မောက်ရင်မအသေးဘူးမရှိဘူးမေမင်းချွေကသွားတယ်အခါကွဲတဲ့မနာဝဲတော့ရှိနိုင်မှာမလားလူမာယာတော်မှာမူရမကျွမ်းတော့ချစ်ရှုံးသမားလူနှလုံးသားမှာအမုန်းများလူကိုဒီစိုက်တာခမဲလိုပေးတဲကိုလည်းသတိခဲ့ရသည်အကျဉ်းသားနဲ့မထိုက်တဲ့နေပြီမိမစိုးမုံတုံးမစီလေချင်းမိတာမာလီသမျှအပြစ်ရှိတာကိုချပြီးမဲခွင့်လွတ်နိုင်ရဲ့လေမောက်ရင်မအသေးဘူးမရှိဘူးမေမင်းချွေကသွားတယ်အခါကွဲတဲ့မနာပဲတော့ရှိနိုင်မှာမလားလေရှောက်ကြတကားတဲ့ကိုထောက်ထားမများပဲဖောက်ပြခဲ့တဲ့မြစ်တာရှိမြစ်တာကြီးစစ်ပွဲမှာအချင်းမပါမညီညရင်မေမင်းမြစ်တာနေကလေးမှာအချစ်စစ်ကိုရှုံးမိမယ်အမုန်းဆိုတဲ့လက်နဲ့ကလေးနဲ့အနိုင်မယူခြင်းမီဒါပေမဲ့လေဒီအမုန်းစုလေးရဲ့ကတဲ့ကိုခဏခဏစွာတော့လေဒီနာကြည့်ရထားမိပါပြီလေအချစ်ဆိုတာဩဒါပါလားရဲ့လူအသေးချာစမ်းစစ်ကြည့်မှအပြုံးမတတ်တာအဆုံးသက်မှာအမုန်းအဖက်တွေကြီးလေဘဝလည်းတုံးချစ်လည်းရှုံးအချစ်ဆုံးနဲ့ဝေးရပြီသစ္စာမခိုင်သေးတဲ့များတော့မြတ်တာပန်းနိုင်ဝေးရပြီလေအပြစ်တွေပဲရအချစ်တွေကထွက်ပြေးလေအကျဉ်းသာမောင့်သေးအမုန်းများနဲ့ခွင်ကြီးမူအခါကွဲတဲ့မနာပဲတော့ရှိနိုင်မှာမလားလေ